အားလုံးပဲမင်္ဂလာပါဆောင်းနေပေါ့လေကျေးဇူးတင်ပါတယ်နေ့ညတော့ချီမလီဆုံးထပ်ပွဲစဉ်အားလုံးပြီးဆုံးသွားပြီတော့နော်ဆုံးထပ်ပွဲစဉ်ဒုတိယကျော်ဒုတိယရဲ့ပွဲစဉ်လေးပဲကန်ဆုံးပြီးဆုံးသွားပါပြီအဲပွဲစဉ်ဒီမှာပထမဆုံးပွဲစဉ်ကတော့လိုင်းလင်းနဲ့တော့မွန်တို့ပွဲစဉ်ပဲဖြစ်ပါတယ်တော့မွန်ကလိုင်းလင်းကွေးမှာနှစ်ခုတစ်ခုနဲ့အနိုင်ရရှိရတဲ့နှစ်ကျော်ပေါင်းရလက်သုံးခုနှစ်ခုနဲ့ကွာတာဖိုင်နယ်ကိုတက်ရောက်သွားပါပြီဒုတိယပွဲစဉ်မှာတော့စီမံကြီးအာဆင်နယ်နဲ့ PSV တို့ပွဲစဉ်လေးပဲဖြစ်ပါတယ်။စီမံကြီးက PSV ပွဲမှာပထမကျော်တော့ကခုနတစ်ခုတစ်ခုနဲ့အနိုင်ရရှိရတဲ့အခုပွဲစဉ်မှာလည်းတက်တောင်းကစားရင်နှစ်ခုတွေရလက်ထပ်ရှိပါလာတယ်။နှစ်ကျော်ပေါင်းရလက်ကတော့9ခု3ခုနဲ့စီမံကြီးအာဆင်နယ်ကကွာတာဖိုင်နယ်ကိုတက်ရောက်သွားပါပြီ။တတိယပွဲစဉ်လေးကတော့ Aston Villa နဲ့ Black Bulls တို့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီAston Villa ကတော့နှစ်ကျော်ပေါင်းမှာနှစ်ကျော်စလုံးကို Black Bulls ကိုအနိုင်ရရှိရတဲ့ကွာတာဖိုင်နယ်ကိုလည်းတက်ရောက်သွားပါပြီ။နောက်ဆုံးပွဲစဉ်လေးကတော့ Atletico Madrid နဲ့ Real Madrid ပွဲစဉ်လေးပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာနှစ်ကျော်ပေါင်းရလက်ကတော့တူတူဒီနှစ်ကျော်ပေါင်းရလက်ကတူတူထွက်ပေါ်လာပါတော့။အားနဲ့ပဲAtletico Madrid နဲ့ Real Madrid ကအချိန်မို့ထပ်ကန်ရတယ်အချိန်ပေါ်မှာဘာမှမထူးခြားတဲ့ penalty ကန်တဲ့အထိရောက်သွားပါတော့။penalty အဆုံးဖြတ်မှာ Real Madrid ကအတလီကိုအနိုင်ရရှိရတဲ့ Real Madrid ကကွာတာဖိုင်နယ်ကိုတက်ရောက်သွားပါပြီ။ဒီပွဲစဉ်မှာထူးခြားတဲ့ခြေရလေးကတော့ penalty အဆုံးဖြတ်ကန်တဲ့နေရာမှာ Julian Alvarez ကန်တဲ့ penalty ကနှစ်ချက်ထိသွားလို့အတွက် VAR တန်က cancel လုပ်လိုက်ပါတယ်။အဲ့ဒါနဲ့ပဲ Real Madrid က penalty အဆုံးဖြတ်မှာAtletico Madrid ကိုအနိုင်ရရှိသွားပါတယ်။ခုနောက်ထပ်ကမ်းမဲ့ပွဲစဉ်ကတော့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်တွေဖြစ်ပါတယ်။အဲပွဲစဉ်တွေထဲမှာထူးခြားတဲ့ပွဲစဉ်တွေကတော့ချန်ပီယံလိအများဖလားအများဆုံး15ကြိမ်ရရှိထားတဲ့ Real Madrid နဲ့ချန်ပီယံလိဖလားတစ်ခါမှမရရှိထားတဲ့ချန်ပီယံလိအာဆင်နယ်တို့ပွဲစဉ်လေးပဲဖြစ်ပါတယ်။ဒီကွာတာဖိုင်နယ်ပွဲစဉ်တွေမှာဘယ်လိုရလက်များထွက်ပေါ်လာမလဲဆိုတော့ပြည်သူတွေတို့ comment ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။